လာပါမြို့နယ်မှာအမျိုးသမီးတဦးတရားစခန်းသွားရင်ချစ်ကြိုက်လာသူတက်စီသမားကိုအိမ်တွင်မကြာခဏခေါ်အိပ်ရာမှာအဆိုပါအမျိုးသားကခေါင်းကိုတူနဲ့ထုပြီးရွှေတဲ့ပစ္စည်းနဲ့ဖုန်းများလွတ်ယူထွက်ပြေးမှု2026ဇူလိုင်လ31ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတောင်ကလာပါမြို့နယ်73ရပ်ကွက်အနော်မတစ်လန်မှာနေထိုင်တဲ့ဒေါ်ဖြူဖြူလေးအသက်46နှစ်ဟာတရားစခန်းသွားရင်တက်စီရင်မောင်းမင်းခန့်ကို32နှစ်နဲ့ညှိဆုံးခဲ့ပြီးအဆိုပါမင်းခန့်ကိုဆိုသူမှာဒေါ်ဖြူဖြူလေးရဲ့အိမ်ရှိရာအနော်မတစ်လန်အိမ်အမှတ်130ကိုမကြာခဏလာရောက်အိတ်လေးရှိတယ်လို့သိရပါတယ်။လာအိတ်နေတာတစ်နှစ်လောက်ရှိပြီးတရားစခန်းသွားရင်ခင်လာကြတာမင်္ဂလေး3ယောက်ပဲနေတဲ့အိမ်ကိုယောက်ျားသစိမ်းခေါ်အိတ်တာအဲ့ဒီယောက်ျားပေါ်မှာနဲတဲ့ယုံကြည်မှုနဲ့တော့ခေါ်အိတ်တာမျိုးမဟုတ်ဘူးလေလို့ဖြစ်စဉ်ကိုသိရှိထားသူတဦးကဆိုပါတယ်။ဒေသခံတဦးကလည်းညအိတ်လာနေတဲ့အမျိုးသားနဲ့သူတို့အမေကချစ်သူတွေပေါ့မနက်8ခွဲလောက်မှအော်တန်နေကြလို့သူ့တူမနဲ့သမီးကအခန်းထဲဝင်တော့သူတို့အမေကိုတူနဲ့ထုပြီးရွှေတဲ့တွေယူနေတာအဲ့ဒါနဲ့တူမနဲ့သမီးကိုပါဟိုလူကတူနဲ့ထုတာအမေကလည်းအသက်46နှစ်ရှိပြီးမိန်းကလေးတွေကြီးပဲနေတဲ့အိမ်ကိုဒဇိန်ယောက်ျားခေါ်တင်တာအတော်လွန်လွန်းတယ်လို့ဝေဖန်ပြောဆိုပါတယ်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ဇူလိုင်လ31ရက်နေ့မနက်8နာရီခွဲအချိန်မှာဒေါ်ဖြူဖြူလေးရဲ့အခန်းထဲကနေစုညံတန်တွေကြားရတာမို့ဒေါ်ဖြူဖြူလေးရဲ့သမီးနဲ့သူမတို့ကတွားရောက်ကြည့်ရှုကြရာအခန်းအတွင်းမှာမင်းခန့်ကိုကမိခင်ဖြစ်သူကိုတူနဲ့ထုပြီးရွှေတဲ့ပစ္စည်းများလွတ်ယူနေတာကိုတွေ့ရလို့သမီးနဲ့တူမကဝင်ရောက်တာစီဆွဲခဲ့ကြောင်းတူအခါမင်းခန့်ကိုကသမီးနဲ့တူမကိုပါတူနဲ့ထုပြီးကျွေတဲ့ဖြစ်စီနဲ့လက်ကင်ဖုန်း3လုံးစုစုပေါင်းကားလာတန်ဖိုးငွေကျပ်985သိန်းဝန်းကျင်ကိုလူယူထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။မိခင်ဖြစ်သူဒေါ်ဖြူဖြူလင်းမှာဦးကောက်နောက်စိထူရိုက်ဒဏ်ရာ2ချက်ရရှိပြီးစိုးရိမ်ရအခြေအနေသမီးဖြစ်သူမှာရာကောင်းပေါက်ပြဲဒဏ်ရာတစ်ချက်တူမဖြစ်သူမှာဦးကောင်းပေါက်ပြဲဒဏ်ရာ2ချက်ရရှိခဲ့ကြပြီးကျူးလွန်သူမင်းခန့်ကိုဖမ်းဆီးရမိရေးဆောင်ရွက်နေကြတယ်လို့ဆိုပါတယ်။သတင်းတွေကိုမတူပွဲပြတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။အဆိုပါအမှုကိုတောင်ကလာပါရဲစခန်းမှာအမှုဖွင့်လှစ်ထားပြီးတိုက်ကြီးမြို့နယ်လိမ္မော်ချန်ကျေးရွာနေတရခန့်မင်းခန့်ကိုခေါ်မင်းခန့်အသက်32နှစ်အဖဦးအောင်မြတ်ထွန်းနိုင်ငံသားစီစီရေးအမှတ်ခုနှစ်မြင်ဆောင်ပါတာနာနိုင်12138အားဖမ်းဆီးရမိ၍ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အဆိုပါဖြစ်ရတဲ့ပတ်သက်ပြီးတရားစခန်းမှာညှိရသေးကြရင်တော့ဘယ်တရားစခန်းဆိုတာပါထည့်ရေးလိုက်ပါတရားစခန်းလို့ရေးလိုက်တော့ဗုဒ္ဓဘာသာတွေကိုစော်ကားလိုက်တယ်လို့ပါပဲကွန်မန့်တွေကတရားစခန်းသွားတာမကောင်းဘူးဆိုတဲ့အပြုသဘောဆောင်စီကုန်ပါတယ်ရန်ကုန်တရားစခန်းတော်တော်များများကအမျိုးသမီးဆောင်နဲ့အမျိုးသားဆောင်ခွဲထားတာမို့မဖြစ်နိုင်ဘူးများပါတယ်ရင်မောင်းဆိုတဲ့ကတရားစခန်းအသွားအပြန်ပို့ပေးတာလားတရားစခန်းမှာတော့ခုလိုအချောင်သမားတွေမလာနိုင်ပါဘူးအဲ့ဒီလိုလူတွေနဲ့တရားစခန်းနဲ့လာမှမသက်ဆိုင်လို့ပါမိမသားတွေဆိုပေမဲ့3ယောက်လုံးတစုတစည်းနေချိန်ဆိုရင်ပဝင်းကျင်ကြအောင်အော်လဲအော်တနက်နဲ့ဓားကြိုင်တာမဟုတ်ရင်ဝိုင်းကြိုက်ဝိုင်းထုပါရိုက်စပင်ဆွဲရရနဲ့မနာတိုင်းဝိုင်းရိုက်မသေးရင်တော့သူ့ဘဝမှာမှတ်လောက်အောင်ကိုနာမှာပါအခုကလုံနေကြမို့လားမသိနော်တယောက်တနေရာစီဆိုရင်ဘယ်နိုင်တော့မလဲအဓိကအကြောင်းရင်းကယောက်ျားသားရှိရင်တော့ကြားဧည့်သည်ကိုလက်မခံသင့်ဘူးမိမသားတွေကြီးနေပြီးဘာကြောင့်ညှိုင်းလက်ခံရဲကြတာလဲမသိယောက်ျားလည်းရှိတယ်မိသားစုများတယ်ပဲထားအောင်ခေတ်ကာလအရာညှိုင်းလုံးဝလက်မခံသင့်တာသွားအိတ်နေကြမှုလက်ခံတာနောက်ဆုံးအသုံးချတာဖြစ်ဖို့များတယ်ကြားတတ်မဲ့မိမသားတွေကြီးရှိတဲ့အိမ်မှာတွားအိပ်ရတဲ့အကောင်ကိုလည်းဘာတွေမျောလင့်တာလဲဟန့်ဩပါတရားစခန်းတွေမှာတကိုးချပိုးတွေကတရားရှာကြအောင်ဆောင်ပြီးတားကောင်လာရှာနေကြတာမျိုးတွေရှိတယ်အခုခေတ်မှမဟုတ်ဘူးလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကကိုရှိနေတာတရားစခန်းသွားတာကနေရီးစားရလာတာတဲ့တစ်ဖက်ကဘာဝနာတစ်ဖက်ကတနာဆိုတော့နောက်ဆုံးမှာတော့တူထုပြဿနာမှာအဆုံးသတ်သွားကြတယ်အခုလှုပ်သွားတဲ့ပုံကလည်းလက်ရည်နေပြီးအတော်သွေးအေးကျွမ်းကျင်နေတဲ့ပုံရတယ်အစရှိသဖြင့်ဝေဖန်ထောက်ပြပြောဆိုခဲ့ကြတာကိုမြင်ခဲ့ရပါသေးတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ် Separate Media Voice ပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်